ဒီနေ့မိတ်ဆက်ပေးမဲ့ brand ရအာယုံစင်ငွေနီးပညာကိုတရုတ်မှာပြန်ပြီးထုတ်တာပေါ့ဒီကောင်က1နာရီပြန်နိုင်ခံမယ်ဒါ function လေးကဘာမှမပါစီစီစစ်စစ်ဒီလိုစာလေးပါမယ် level ထက်ကိုကြော်ပေါင်းရှင်စက်ကအလုံးလို့တော့1 2 3ဒါထပ်လို့ကိုနတ်လိုလုပ်လဲဆိုတော့အောင်ကျွန်တော်ရှင်းပြပါမယ်ကျွန်တော်ဒီ smart life ဆိုရဲဒီကောင်လေးရောပေါ့ကျွန်တော် Apple Store ထဲပါ Play Store ထဲပါပြောရိုက်ရှာလိုက်ဒီကောင်လေးဖြစ်တော့โอเค Wi-Fi connect ပြန်လုပ်ပြရမယ်ဆောင်းလို့ရှိရင်ကျွန်တော်ဒီမှာစက်တင်ဝင်ပြီးတော့ချိန်လို့ရပြီโอเคရပါတန်းပြီးအရောင်ကျွန်တော်နောက်ဖုန်းတစ်လုံးနဲ့ကျွန်တော်ပြပြီမယ်နော်အခုလောဆရာဟိုအပြင်ပုံမြင်ရမှာမဟုတ်သေးဘူးဗျာတိလားအားလုံးကျေးဇူးများတင်ပါ